အားလုံးပဲလူတွေသိအောင်လို့ပေါ့နော်ကျွန်တော်ပြောပြတာပေါ့နော်ခုချိန်ထိသမင်းတို့ဆိုလဲလာဝေတဲ့သူမရှိဘူးရေတံဘူးဆိုလဲလာဝေတဲ့သူမရှိဘူးလူတွေကတော့အများကြီးပဲပေါ့နော်ဒါဒီအဆောင်မပြိုတဲ့နေရာတွေမှာသမင်းတို့တွေရောက်ပြီးတော့တချို့နေရာတွေမှာဆိုရင်ကျွန်တော်မြင်ရတွေ့ရတာဆိုရင်သမင်းတွေကိုပုံထားတယ်ပေါ့နော်သမင်းဟင်းမဲယူသွားတယ်ငွေတဲ့ဟာတွေတော့အကုန်ယူထားတယ်သမင်းတွေပုံထားတယ်အဲ့လိုတွေလေလွန်းတွေဖြစ်မှာဆိုတော့ဒီမလေမလွန်းအောင်အဆောင်ဦးပြတ်နေရဲ့ဒီဆောင်ဦးမှာတာဝန်ရှိတဲ့လူဘယ်သူလဲဆိုပြီးတော့10ရုပ်တက်နိုင်10ရုပ်9ရုပ်တက်နိုင်9ရုပ်အဲ့လိုလေးတွေမျှဝေပြီးတော့အဆောင်ဦးကိုကြည့်ပြီးတော့အဆောင်ဦးကိုပဲဝေလိုက်တာဒီအသင့်တော်ဆုံးဖြစ်မယ်ပေါ့နော်ဒါဒီဆောင်ဦးမှာဆိုရင်လမ်း40 82လမ်းရွှေကြည်မိုးလက်ပိတ်တိုင်ဆိုရင်လာလူတန်းတဲ့လူမရှိဘူးဒါကျွန်တော်ကြားထဲကပြောတာပါဒီဆိုင်ရှင်တွေဘာတွေကနေပြီးတော့လာလူလို့ပြောတာတော့မဟုတ်ဘူးဒီဆိုင်ဝန်ထမ်းလေးပေါ့နော်ဒီဆိုင်ဝန်ထမ်းကဒီချိန်မှာလူတန်းတဲ့လူဘယ်နှဦးလာတာ တဦးမှမလာတော့ဗျခုချိန်ကြီးကတော့ဖြစ်တဲ့ချိန်ကချတယ်ခုချိန်ကြီးထမင်းတပူတော့ရေတပူတော့ထမင်းတပူတော့တရားမှလာမေးသေးဗျခုချိန်ကြီး